လူသားတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးကရှေးဗလာနဲ့လမ်းလျှောက်ခဲ့ကြတာပါဒါပေမဲ့ဘယ်အချိန်မှဖနက်ကိုစတင်တည်ထွင်ခဲ့တာလဲ1992ခုနှစ်မှာအီတလီရဲ့တောင်တန်းတွေပေါ်မှာ OTZI လို့ခေါ်တဲ့နှစ်ပေါင်း9000ကျော်ကရုပ်အလုံးတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်ထူးခြားတာကတူဟာတရီနဲ့မျက်ပင်တွေကိုအတုံးကျပြီးပြုလုပ်ထားတဲ့ဖနက်ကိုစီးထားတာပါဒါဖနက်တမရဲ့အစောဆုံးတက်တွေကတစ်ခုပါပဲတကယ်တော့ဖနက်ဆိုတာခက်အလိုက်လိုအပ်ချက်ကြောင့်ပေါ်ပေါက်လာတာရှေးခေတ်အီဂျစ်မှာတော့ပူပြင်းတဲ့သဲပင်တွေပေါ်မှာလမ်းလျှောက်နိုင်ဖို့ပါပူရက်စ်အပင်တွေနဲ့ပြုလုပ်ထားတဲ့ညှက်ဖနက်ဆန်းရွယ်တွေကိုစီးခဲ့ကြတာပါထူးခြားတာကအဲ့ဒီခေတ်မှာဖနက်ဆိုတာအစင်တန်းခွဲခြားမှုတစ်ခုပါပဲချမ်းသာတဲ့လူတွေကပဲဖနက်စီးခွင့်ရပြီးတော့တာမန်လူတွေကတော့ရှေးဗလာနဲ့ပဲနေခဲ့ကြရတာပါတခုပြောပြရင်ခင်ဗျားတို့အောင်းသွားပါလိမ့်မယ်ရှေးခေတ်ကနဲ့19ရာစုအလယ်ပိုင်းထိဖနက်တွေမှာဘယ်ဘက်နဲ့ညာဘက်ဆိုပြီးတည်တံ့ရှိမနေခဲ့ပါဘူးနှစ်ဖက်စလုံးကပုံစံတူပါပဲ1818ခုနှစ်လောက်ကြာမှဖီလာဒေးဗီးယားမှာဘဲညာခွဲခြားထားတဲ့ဖနက်တွေကိုစတင်ထုတ်လုပ်ခဲ့တာအဲ့ဒီမတိုင်ခင်ထိလူတွေကဖနက်ကိုရှေ့တောင်းနဲ့အတားကြောင်အကြာကြီးစီးပြီးမှပုံဖော်ခဲ့ကြရတာပါ19ရာစုစက်မှုတော်လှန်ရေးပေါ်ပေါက်လာတဲ့အခါမှာတော့ဖနက်တွေကိုအမြော်အများထုတ်လုပ်နိုင်လာပါတယ်1892ခုနှစ်မှာရောဘာဖနက်တင်စတင်ပေါ်ပေါက်လာပြီးစနီကာဆိုတဲ့အခေါ်ကိုပေါ်ပေါက်လာပါတယ်ဘာလို့လဲဆိုတော့ရောဘာအောက်ခံကြောင့်လမ်းလျှောက်ရင်အတန်မထွက်ပဲခိုးကြောင်ခိုးသွားလို့ရလို့ပါဒီနေ့ခေတ်မှာတော့ဖနက်ဟာရှေ့တော့ကိုကာကွယ်ဖို့တဲ့မဟုတ်ဘဲနဲ့ fashion နဲ့နည်းပညာတွေပါပေါင်းစပ်လာပါကြောက်ခက်ကမျက်ဖနက်ကနေအာကာသတဲ့အထိစီးလို့ရတဲ့ဖနက်တွေအထိပြောင်းလဲလာတာတကယ်ကိုအံ့ဩစရာပါပဲတင်ကောအခုဘလို့ဖနက်မျိုးစီးထားတာလဲ comment မှာပြောပြခဲ့ပါဦးဘူးတူတာရတဲ့ဆိုရင်တော့ like and subscribe လုပ်ဖို့မမေ့ပါနဲ့ဟုတ်